ကိုပြတဲ့ထူးခြားတယ်ပြောလိုက်တော့လိုက်ပြန်လာတော့ပြီးတော့ကြပါအောင်မော်နီမှာဒီနေ့ကိုရဲ့တင်တဲ့နောက်ဆုံးလေးမို့လို့တင်တဲ့သူတွေနဲ့မိတ်ဆက်ကျမတော့ miss cat မတင်တာတော့မျက်နှာဒီတိုင်းပါပဲအဲ့တော့ကိုရဲ့ဒီဘက်ကအချောလာလေးတဲ့မိတ်ဆက်အဲသုံးဖြစ်ပါတယ်နောက်ကြလို့ရှိရင်နာမည်ကြီးတာပဲဒါတော့ဆရာမလေးပါအရန်ကိုချိုးပါရဲကိုချိုးပါလေအဲ့တော့ဒီဘက်ကမမကိုမိတ်ဆက်ပါမယ်မမနာမည်လေးပြောမယ်မမနာမည်ချစ်တော်မမချစ်တော်မချစ်တော်မနာမည်ချစ်တော်မတည်တော်မယ်နော်ချစ်တော်မဒီကပြိုကြီးပါအပြိုကြီးနော်ပြိုကြီးပါချစ်တော်မဒီဘက်ကိုသွားပဲဖုန်းကတော့အိမ်ရောဝင်းထုံးမှာဒါဟိန္ဒရာသမီးလေးပါဟောလာနောက်ချားရဆရာဖြစ်လာပြီဒီဘက်ကချောလေးမရလားမသိဘူးလဲပါကိုရဲ့တင်တဲ့သူတွေနဲ့မိတ်ဆက်ပြီးတာရလေရလားကဲမိတ်ဆက်ပါဒီကလာပါဖောင်းပါရှင်ဒါပေမဲ့လက်မပေါ်တော့ဒီကနည်းပါတော့ရှမ်းလားဟုတ်ရှမ်းလားရဲချောတဲ့မမပါနော်ကိုရဲ့တင်တဲ့သူတွေပါဒီဘက်ကပြိုနေသူစားပါဘာမှစုံမပြောဆရာမရဲ့မွေးနေပါဆရာမမွေးနေပါစုံပါမယ်နောက်နည်းကြီးလာပဲထားရဆရာပါဒီပါတော့ပါလေရောက်တော့ကချက်ပါအဲ့တော့ဆရာတော့ကက်စတမိုင်းကြောင်းပြောဒီကက်စတမိုင်းထွက်ပြီးအတုံးလိုက်တဲတွေပြောမှာပဲဒီမညာတော့ငါပြောနေရနော်နေစမတော်နဲ့ဆက်မတော်နဲ့မရောက်ဆွပြောထားတယ်မလားဒီနေ့ပါကိုရဲ့တင်တဲ့သူတွေလည်းမိတ်ဆက်ပေးတာပါတင်တဲ့နောက်ဆုံးရက်မှာအလုံးကော်ဖီလေးတောက်ကြပါဦးကော်ဖီတောက်တာလေပြောရမယ်ဒီမှာလိုရတယ်ပြောတယ်ဒီကငါတို့ကဝင်နေပြီဒီကပြောနေတယ်လို့ပြီးသွားပြီကျွန်မတင်နေပြီးတော့ကျွန်တော်ပြောတရားပါလားဒီကလူကြတော့ဒီလိုသူကစိတ်မကောင်းဖြစ်နေတယ်ကိုရဲ့တင်တဲ့သူတွေကသူတို့စိတ်မကောင်းဘူးတင်တယ်ပြီးတော့ဆိုတော့စိတ်မချင်ဘူးဒီချက်စီလာ energy တွေအများကြီးရတယ်ဆိုတော့လေရမ်းဟိုနေ့တိုင်းလာချင်တာမရှိတော့မတင်နေပါဆရာမနဲ့တင်ရဘလို့နေလဲအရန်ပြောပါတယ်ဒီချက်စီလာစိတ်တစ်လူတစ်အင်အားတစ်တွေရကြည့်ပြောတုံးတော့ energy တွေများထားပါဗျာလူတစ်စိတ်တစ်ဖြစ်ပြီးတော့ဒီချက်စီမှာတင်တဲ့ energy တွေဒီချက်ရဲ့ energy တွေကိုရှိကိုခုဆက်သူတို့ခံစားရပြီးတော့အရန်ကိုလူကပျော်ရွှင်တဲ့ energy တွေရရှိပါတယ်ရှင်အဲ့လိုကဲဒီဘက်ကပြီးလေဒီချက်နဲ့စတင်တာဘလို့နေလဲဒီချက်ရှိကိုလာတင်တာဘယ်လိုဖြစ်သွားလဲဆိုတော့ဟိုမြစ်တာတဲ့အရန်ကောင်းပါအဲ့လိုဒီကတော့ဆိုစိတ်ဆိုးဒေါသထွက်လေအခုကအဲ့လိုမဟုတ်တော့ဘူးမြစ်တာနဲ့တိုးတက်သွားအဲ့လိုလေးအဲ့ energy လေးကတော်တော်ကောင်းတယ်ဆိုင်မြောက်ဆိုင်ရောက်မှတော့ဒီလေးပဲဝင်သွားတယ်ဒါလေးကကိုနဲ့စတင်တဲ့ခါမှာဘလို့ဟုတ်ပြီလားစတင်တဲ့ခါမှာဘလို့ feel လေးဖြစ်လဲပေါ့နော်ဒါလေးချက်လေးတကယ်လို့ကိုကလေညံတိတ်မကောင်းတဲ့ထဲမှာပါတယ်ပေါ့ဒီချက်တင်ရတာလုံးဝဟိုမှတ်ရလွယ်တယ်ပေါ့နော်အဲ့လိုအရင်ကောင်းပါတယ်ဒီချက်တင်တာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒီချက်စီကစွမ်းအားတွေပါပါတယ်ရရှိပါတယ်ဆရာပါပါတာအရှိပါတယ်ဟုတ်လေကျမကလေးလေကျမပြောမှာဒီချက်စီမှာတင်ရတဲ့ feeling ကလေဘာနဲ့မှမတူတဲ့เนาะလွတ်လပ်ပေါ့ပါရမ်းလေပြောစရာနောက်တင်မဲ့လူတွေဆိုလေဒီချက်စီရောက်လာရင်လုံးဝပေါ့ပါလန်းဆန်းပြီးတော့လေထဲမှာလွင့်နေတဲ့ feeling မှာเนาะကော်ဖီလည်းတောက်ရတယ်ရမ်းဟိုမိုက်တဲ့ feeling လေးခံစားရမှာเนาะလာခဲ့ကြစေးတော့မှာကဲစိတ်တစားလဲဒီအကောင်စိတ်တစားဖြစ်ပါတယ်ဒီချက်စီမှာလေတရားတာကိုယုံကြည်မှုရှိတယ်လို့ပဲခံစားရတယ်ငါတဲတော့ဆရာမကြီးဖြစ်မှာပေါ့အဲ့တော့ဒီတင်နေပြီးတော့မယ်ဆိုတော့1 minute ပတ်လက်လားပြောတာဟောပညာလေးရောက်လာဆိုတော့အရာပြောတယ်ဒါပေမဲ့နည်းနည်းဖြာကြရင်မလာရတော့ဘူးဆိုတော့စိတ်မကောင်းဘူးကော်ဖီလည်းမတောက်ရတော့ဘူးတရားသူနဲ့အရာပြောတယ်အရာပြောဖို့ကောင်းဘယ်လိုတစ်ချက်နဲ့စတင်တာဘယ်လိုနေလဲတင်တန်းကြီးကလည်းဒီချက်ပေးတဲ့ energy နဲ့တွေမဲ့တန်နေပါပြီလို့အဲအကြောင်းနောက်လဲလာတက်ကြပါလို့ကျေးဇူးတင်ပါတယ်ကဲကိုယ့်ရဲ့တင်တဲ့သူတွေနဲ့မိတ်ဆက်ပေးပါပြီအဲ့တော့ဒီနေ့ကတော့ဒီချက်နဲ့ပဲမိတ်ဆက်ဖို့ကြံပါလို့ကိုတော့မိတ်ဆက်စရာတော့တိမယ်လို့ထင်ပါနော်အဲ့တော့ကိုယ့်ရဲ့တင်တဲ့သူတွေရောကိုယ့်ရဲ့ဒီ Facebook ကကိုယ့်ရဲ့ချစ်သူတွေရောအားလုံးစိတ်ချမ်းသာခြင်းကိုကြီးကျန်းမာခြင်းပြည့်စုံကြပါစေအဲ့တော့ဒီနေ့ကတော့တင်တဲ့နောက်ဆုံးနေ့ဆိုနှုတ်ဆက်တာပါအားလုံး bye bye ပါ